ချစ်ချင်းနဲ့ဘဝကိုခွင့်ရှိတဲ့သူလို့ဒုက္ခကံကောင်းမယ်ဆိုရင်မင်းနဲ့နေမယ်ကြောကြောင့်ပင်လေးတွေတော့ချင်းနေကြောဖြစ်လေးဘက်မှာမောင်နှံရံတွေတို့နေအောင်ရှိတာယူဆနဲ့တိုင်ဝိုင်းချနာကြမြဒူဝေးအောင်ဖြောက်ပြလိုက်တဲ့မာဒီကန်တရားဟိုဖုန်းလေးဆက်လို့မရလူကြုံပါလို့မရရင်ကလို့ဆုံးရအရေးကြီးမျောနေတဲ့မင်းကိုရင်မနာကြည့်ချက်ခုခုတော့မရှိပဲနဲ့ချင်များစွာမျောလင်းရင်နဲ့တို့ဆူတောင်းနေမယ်ဘုမင်းကိုတတိယရှောင်းလေဘူးတဲ့နေရာတွေမှာမင်းကိုထွေးနေပါတဲ့အနာမရှိလေအချိန်တိုင်းရှိနေတဲ့အိမ်မချဲလေညာစင်ထိုးလွန်လို့မင်းမမျောနေလွမ်းမဲ့ချင်တယ်ဘုမင်းကိုတတိယရှောင်းလေဘူးတဲ့နေရာတွေမှာအဲ့မဆိုမင်းဘာဖြစ်လို့တရားအောင်မလားလဲကိုဖုန်းခေါ်နေတာကြာလာပြီကိုဝမ်းသာစရာစကားပြောစရာရှိလို့ကျမလည်းမို့ပြောကြရှိရယ်ဝမ်းသာစရာတရင်မသိလားဟုတ်လားဒါပြင်ပြောလေဟာနှစ်ယောက်ဆောင်မတူတူပြောကြမယ်လေအခုကျမဆောင်ဝဲနေရသွားနေပြီဟာနေနေဟာကိုသိကိုတို့နှစ်ယောက်စုံခဲ့တယ်ကော်ဖီဆိုင်လဲမလား Yes Okay ကိုဦးထွက်လာခဲ့မယ်နော် Okay အဲ့ဆိုအဲ့ဒီမှာစုံမယ်နော်တက္ကစီရဲစကောင်ဖုန်းဆက်ဒါရဲမှုကွာအားလုံးပဲတွေ့ကဘာမြေဆုံးနဲ့ဆလို့တို့တွေဘလို့ဝေးသွားရှင်မတန်တော်လိုက်ယုံတို့တယောက်ရဲ့နားမြောင်နောက်ဆုံးတော့နေအောင်ဝေးမှာပဲတေချာတိထားလေဘလို့မတားစီမရတော့လေငါတေချာချစ်သွားခဲ့ဖြစ်ဟာတဲ့ခွေခြင်းနဲ့စိုးတိုင်းတယ်ဘလို့မမနီးစတော့တဲ့တို့ရဲ့ဘဝတွေရောရတဲ့ကွယ်ညာတွေသူမြင်အောင်မလားငါပြတ်တဲ့တာမိချင်းရဲ့ဝန်းထဲမှာမောပြောင်းနောက်ဆုံးတော့နေအောင်ဝေးမှာပဲတေချာတိထားနေဘလို့မတားစီရရတယ်ငါတေချာချစ်သွားခဲ့ကျမစီရင်ရဆွဲများ